promotion မှာ promotion စောင့်မျှော်နေတဲ့သူတွေအတွက်တရင်ကောင်းလာပါပြီမြန်မာနိုင်ငံကိုဝူးသမျှထဲမှာ promotion နဲ့ဈေးရတက်သုံးထုံသက်သီးပြပါဆိုရင်ဘယ်လိုသက်ဖြစ်မလဲအဲ့ဒါကျွန်တော်အခုရောက်ရှိနေရတော့ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းဟောင်းစောင့်ပန်းညာနီးနားမှာရှိတဲ့ IME YDO showroom ရောက်ရှိနေတာပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့အတူတူအတွင်းထဲမှာလက်ထုံသက်တွေရှိနေဆိုတော့ကျွန်တော်ရဲ့အတူတူတစ်ချက်တော့လိုက်ကြည့်ပေးပါဦးကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာတော့ YDO ထုံးစံမျိုးစားဖြစ်တဲ့ကျွန်တော်တို့ YDO NF ခုံလုံးညာလေးကိုကျွန်တော်တို့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျ။ NF ခုံလုံးညာလေးရဆိုရင်တရုတ်နိုင်ငံထုတ် YDO ထုံးစံမျိုးစားဖြစ်ပြီးတော့အင်ဂျင်မှာဆိုရင်လည်း 4V4 တော့တူတူအင်ဂျင် model မျိုးစားကိုတက်ဆင်အသုံးပြုပေးထားတဲ့အတွက်စီစားနှုန်းတက်တာပြီးတော့မြေပြန့်တောင်ပေါ်လေယာဉ်မြေတွေမှာမြင်းကောင်ကြီးအား80အားအပြည့်နဲ့ပေါ့နော်ကျွန်တော်တို့ထွန်ရက်ဆိုင်ကိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျ။ဒီအပေါ်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ပေါ့နော်ရှေ့ဆက်ချက်နောက်ဆက်ချက်ပါရှိတဲ့အတွက်ကြောင့်လို့ပေါ့နော်လေယာဉ်မျိုးစားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရွေးချယ်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျ။အဲ့တော့လေပိုင်းမှာဆိုလို့ရင်ထုံထုံထဲကုန်းတို့ကိုလင်းလင်းမြဲမြဲမတင်နိုင်မှာဖြစ်ပြီးတော့ကျွန်တော်တို့လွယ်လင်းတကူတက်ဆင်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျ။အဲ့ဒါခုံတော်ညာလေးရဲ့ထုံးစံစည်းလုံးလေးကတော့တိတ်840ကျပ်ဖြစ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ promotion ကာလာဖြစ်တဲ့အတွက်ထပ်ပန်းတစ်လက်သို့မဟုတ်ပေါ့နော်ကျွန်တော်တို့350 cashback ပြန်လည်ပေးရတော့မှာဖြစ်ပါတယ်ဗျ။ promotion ကာလာလေးကတော့ကျွန်တော်တို့နိုဝင်ဘာ10ရက်နေ့ကနေပြီးတော့ကျွန်တော်တို့နိုဝင်ဘာ30ရက်နေ့အထိပဲဖြစ်ပါတယ်။promotion ကာလာမြေဝယ်ချင်တဲ့ဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့4လုံး50 80နှစ်ကိုကျွန်တော်တို့ဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့ဝယ်နိုင်ပါတယ်ဗျ။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ဗျ။